လိုက်ဗျာနော်အန်တော့ပြောနေအတွင်းမှာပဲကယ်ဗင်ကိုထပ်ပြီးတော့ကျွန်တော်တို့ကေးလေးကောက်ပေးထားခဲ့လို့ရက်ခါပြစ်ချက်တဲ့အောက်မှာဝီဘိုဂိမ်းမင်းဆပ်အပါပါခေါ်ကထိသွားခဲ့နောက်မှာကေးဘွိုင်းငါအမတီတီရနေခဲ့ပြီဆိုတော့ဝင်းနဲ့ချီကက်တင်တာရသွားခဲ့မယ်ဆိုရင်တော်တော်လေးကိုအဆင်ပြေနေပြီဒါလေးရစေချင်တယ်နော်အော်ရက်ခါကေးတရသွားပြန်ပြီဟုတ်လားတောင်းလျှောက်ညှော်ပြီးတော့ကောက်နေတာဟုတ်လားကေးတွေမင်းကထိုင်းနေလို့ပဲအန်တော့ပြောနေအတွင်းမှာပဲကယ်ဗင်ကိုထပ်ပြီးတော့ကျွန်တော်တို့ကေးလေးကောက်ပေးထားခဲ့လို့ရက်ခါပြစ်ချက်တဲ့အောက်မှာဝီဘိုဂိမ်းမင်းဆပ်အပါပါခေါ်ကထိသွားခဲ့နောက်မှာကေးဘွိုင်းငါအမတီတီရနေခဲ့ပြီဆိုတော့ဝင်းနဲ့ချီကက်တင်တာရသွားခဲ့မယ်ဆိုရင်တော်တော်လေးကိုအဆင်ပြေနေပြီလို့ပြောနေအတွင်းမှာပဲနောက်တဲ့ Vivo Gaming Player လေးကိုထပ်ပြီးတော့ကေးရတော့ကောက်ပြီးထားခဲ့တယ် 7KTV ရနေခဲ့ပြီကျွန်တော်သုံးသက်ပြခဲ့သလိုပဲဒီကိုမောင်းတွေကနေစပိုက်ဖြစ်သွားနေမယ်ဒီနေ့သမီးကပတ်တယ်ကအသေးတွေကိုတော့ပစ်ချခွင့်ရရှိနေတဲ့တို့တော့မြန်မာအသင်းဖြစ်ပါတယ်ခင်ဗျာနော်လောဆယ်ဘရာဇီးအသင်းလောပစ်ချက်တဲ့အောက်မှာဆာကူရာနော်သွားခဲ့လို့တာနီကီရဲ့ granite တလုံးပစ်ချက်တဲ့အောက်မှာလည်းဒါရုရှားအသင်း BB Player လေးမှောက်သွားတယ်နော့သွားတယ်ဗျာအဲ့တော့ကျွန်တော်စက်သားရသေးခြင်းနဲ့ဘာလို့ဆို confidenceဒီပွဲမှာချစ်ကန်ရအောင်ကိုမြန်မာ player ကိုပြီးရလို့ level ဆိုး high သွားပြီ okay ပြောနေအတွင်းမှာပဲရက်ခါခေါင်းမိုးပေါ်ကနေပဲအလှလေးပဲကျွန်တော်တို့ no require ပြစ်ချက်တဲ့အောက်မှာတစ်ဖက်က BB player လေးမှောက်သွားတယ်ဗျာကေးရတော့ခွေးစားသွားတယ်ဗျာ okay Brazil Thailand BG BB ဒီသိမ်းဗျာနော်ကျွန်တော်တို့ရှင်နမ Brazil Thailand Russia ဒီသိမ်းဗျာဘာတဆိုင်နေရတယ်ဒီယာကွဲနေလုံးဝင်လာခဲ့နောက်မှာ NCD နော့သွားနောက်ထပ် granite လုံးထပ်ပြီးဝင်သွားခဲ့နောက်မှာ Sakura မှာထပ်ပြီးတော့နော့သွားခဲ့ပြီတာတီရှိနေခဲ့တဲ့ဘက်ကတော့ boy နေလုံးထပ်ပြီးလွတ်တင်ပေးရတယ် oh my god တော့တော်လေးနာနေခဲ့ပြီကာဘာလေးယူလိုက်နေပဲ first aid ရတော့တော့ပြန်ပြီးတော့ healing လို့ကိုကြိုးစားနေတဲ့ချိန်မှာတော့ Ano ရဲ့ပြစ်တဲ့အောက်မှာ Diago Brazil player နော့သွားခဲ့ပြီဗျ okay ကျွန်တော်စောပိုင်းကလာမှာ3သက်ပြခဲ့တယ်လို့ပဲဒီ3သက် battle sign နေတဲ့အချိန်မှာတော့မြန်မာအသင်းကတော့ဇုံ control လုပ်ပြီးတော့အကောင်းဆုံးလို့ဖြတ်ခင်းနိုင်မယ်ဆိုရင်တော့ဝင်နဲ့ကြီးခဲ့နေတာလေးကတော့အိုးကေးပွိုင်းလည်းညားနေပြီကြည့်မယ်ကွာတော့ရက်ခစတင်ပြီးတော့တော့သွားပြီအေးစေးဘာမှပြကြမလို့ကိုရှိရဲ့နေရာ boss ရှိရဲ့နေရာကိုပဲခေါ်မရမယ်ဝက်ကေလို့မရဘူးအဲ့တော့ BB play sorry BB player ကားနဲ့လုံးတိုးပါပဲ boss 1 hit ပဲ oh reload ဆွဲနေတယ်1 hit oh my god တကယ်ကောင်းတဲ့ reload ဆွဲပြီးသွားတဲ့နောက်မှာတော့1 hit ဝင်သွားခဲ့တယ် BB player လေးနော်သွားခဲ့ပြီဒီချိန်မှာခွေးယူပြီးတော့ Brazil player လေး point ကြာရှိနေခဲ့ Russia player လေးတက်ပြတ်ဖို့တိုးလာနေဒီ frame မှာတော့ wow Brazil ပြတ်သွားခဲ့ပြီ 3v1 ကွာ come on 3v1 is a ကေးပွဲမှာထပ်ပြီးတော့ရသွားခဲ့ပြန်ပြီ okay အန်တော့မလောနဲ့ဟိုရက်ခောက်ကဲချင်းကဲလာဟိုရက်ခောက်ကဲချင်းကဲလာမလောနဲ့ဟိုကောင်းလိုက်တာဗျာအန်တော့ driver C ကနေကျွန်တော်တို့ passenger C လေးကိုပြောင်းနိုင်နေပဲအလှလေး as well as အဲ့ဒီအောက်မှာတော့ day 2 round 1 random map မှာကျွန်တော်ဆိုလိုက်